နှင်းလူသားအရေးပြောသွားလဲကိုစောင့်နေမယ်အာမီကိုရဲ့အချစ်ဟာထင်အောင်မားမှုတစ်ခုအချစ်ဟာထင်အောင်မားမှုဆိုလဲတူတောင်းလာတဲ့ငယ်ရွယ်မှုထဲမှာထာဝရလို့ထင်ရဖို့ Happy Ending ဆိုတဲ့နေရာကိုဖြတ်သွားရအောင်မှာမို့မြင်းပေါ်ကခဏဆင်းလိုက်တယ်အမုန်းကြောင့်ကိုတို့မဝေးကွာအမုန်းကြောင့်ကိုတို့မဝေးကွာမငိုမပြုံးခဲ့လို့ယောဂလို့ထင်ခဲ့တယ်တယောက်ကြောင်းတယောက်ပူတိခြင်းတဲ့အချိန်တွေရှိခဲ့လို့မငိုမပြုံးမဲလဲချစ်ခဲ့လို့ငိုပြုံးမိမှလဲချစ်ခဲ့လို့ဝမ်းနည်းမှုကိုအတော်မတက်လိုက်ပါနဲ့မှတ်ဉာဏ်တွေလည်းအစ်စ်ဖြစ်လာနေရတယ်အချစ်ဆိုတာ illusion မဟုတ်ပါဘူးဘလို့တုံ့ပြန်ရမလဲမသိရဲ့အခါပျောက်သွားတဲ့ထီးများလို့ပြန်လဲခိုးယူဖို့တတိရှိဖို့ကြံရစ်ခဲ့နေများမှလည်းပြုံးနေဖို့စိတ်ကူးရင်ဖို့စိတ်ကူးရင်ဆန်မှုကိုလက်တွေ့ဆန်မှုနဲ့ခြေဖြတ်မယ်မခြေဖြတ်လိုက်ပါနဲ့ရင်းနေတဲ့သူကိုဘာလို့ရေရဲပြုတ်ကြတာလဲလို့မေးမရဘူးကွယ်ချစ်တာဟာချစ်တာပဲပြည့်နေတဲ့မီးသီးလိုကိုလင်းခဲ့တယ်စကားပြောဆက်လိုကိုရင်ခုန်ခဲ့တယ်ရင်ခုန်မှုဆိုတာငိုရမယ်ဆိုလဲထက်နာထောင်နေမဲ့တခြင်းအထီးကျန်မှုကိုငိုချဖို့အချစ်မလို့ချစ်နေလို့အုံနောက်ထဲမှာပဲဖြစ်ဖြစ်အိမ်မက်ထဲမှာပဲဖြစ်ဖြစ်ဓာတ်ပြားပေါ်မှာပဲဖြစ်ဖြစ်ပြန်ပြီးရှာဖွေလို့ရတယ်မင်းစိတ်ရဲ့အတွင်းနဲ့နဲ့ထဲအမောင်တို့ကိုဖြိုခွဲဖို့ပူလာခဲ့တယ်ငွေနှစ်ကိတ်ပေါ်ကဖျောင်းနိုင်တွေလိုထွန်းညှိမယ်ဘယ်နှကြိမ်ပြန်ဖွင့်မင်းအတန်ပဲကြားတယ်ကိုကတော့လင်းခဲ့ပြီဖုန်းမရှိလို့ဖုန်းမပြောပဲလဲမင်းအတန်ကိုကြားခဲ့ကိုယ့်ရင်ထဲမှာလင်းနေပြီးမို့မင်းစီအလင်းလိုပြေးခဲ့ဝိတုထဲမှာတော့အဆုံးသတ်နိုင်တဲ့အချစ်ဟာထာဝရတည်မြဲတယ်လို့ထင်အောင်မှားရမှာဆိုရင်အော်ရာအလင်းတန်းများရဲ့အခိုက်အတန့်နဲ့ကိုစောင့်နိုင်ပါတယ်နှင်းလူသားလိုခဲခါကွေး